ကောင်းလိုက်တာဗျနော်ငါအောဒါတော့ပင်လာနေနဲ့ငါအောနဲ့ဝမ်းဝမ်းကစားကြတာဗျနော်ငါအောစားပြီးယူထိုးပင်လာတဲ့ open ထိုးဗျနော်အမတ်တူ1 over ကဲငါအောစားပြီးနည်းနည်းလေးဝေးသွားနော်အမတ်တူ1 over ဗျကောင်းလိုက်တာဗျနော်အောရဲ့ခေါင်းစကိတ်ရတယ်နော်ဘောစားပဲပိုက်တိုးတယ်နော်အမတ်တူ1 over ပင်လာတဲ့စားပဲတစ်လုံးပေါက်သွားပြီနော်2 all ဖြစ်သွားပြီနော်2 all ပါဗျမိပြီကောင်းလိုက်တာနော်ငအောရဲ့ခေါင်းစကိတ်ရတယ်နော်2 all ပါကိုထိုးတဲ့ဇာတ်နဲ့ကိုစိတ်လိုက်ကြမပေါက်လို့အဲ့တော့ငအောစားပဲယူထိုးပင်လာတဲ့ open ထိုးဗျနော်ပေါက်သွားတယ်မလဲကောင်းလိုက်တာနော်ပင်လာတယ်ကဲအမှတ်တူ2 all ပါဗျကဲပင်လာတဲ့စားပဲနည်းနည်းလေးဝေးသွားတယ်ဗျနော်2 all ပါဗျဘောစားပြီလဲနည်းနည်းလေးဝေးသွားရနော်အမှတ်တူ2 all ပါဗျမိပါပြီကောင်းလိုက်တာဗျဘင်လာရင်3-2ဖြစ်သွားပါဗျနော်ဟောကောင်းတိုက်ရှင်ဘင်လာရင်10မိပြီတမတ်ယူပါနော်3-2ပါဟောကောင်းတိုက်ရှင်ဝေးသွားပြီနော်4-2ဖြစ်သွားပါပြီနော်ဒီမှာကတော့4-2ဖြစ်သွားပါပြီနော်ပင်လာရင်4မှတ်ငအော2မှတ်ပါဗျပင်လာရင်စာပေတစ်လုံးပေါက်သွားပြန်ပြီနော်5-2ပါဗျပင်လာရင်စာပေတွေကလည်းတော်တော်ကြီးကိုအလုပ်ဖြစ်နေတယ်နော်ဘဝစာပေကလည်းကောင်းလိုက်တာဗျနော်ငအော2-5ပါကောင်းလိုက်တယ်နော်5-2ပါဘယ်လိုအပ်ပြလာတာလဲ။ရောခေါင်းနဲ့ခုသူတို့ခုကဲပင်လာတဲ့9မှတ်ငအော2မှတ်ပါဗျဝေးပင်လာတဲ့စားပြဝေးသွားနော်2-5ပါဗျရင်းမောင်လည်းငါလည်းတရားတစ်ဖက်မခက်လို့လားမသိနိုင်ဝဲတွေကောင်းလိုက်တာနော်5-2ပါမရဘူးပြုတ်ချဖို့ကဲပင်9မှတ်ငအော2မှတ်ပါဗျမိပါပြီဝေးသွားတယ်နော်2-5ပါဗျအားချက်ခုကောင်းတယ်ဒီမှာကဲငအော2မှတ်ပင်လာတဲ့9မှတ်ပါဗျကောင်းလိုက်တာနော်5-2မိပါပြီမိပြီပါသွားတယ်ကဲ6-2ဖြစ်သွားပြီနော်ဘယ်လာနေတမတ်ထပ်ယူသွားပြီနော်6-2ပါဗျကဲဘယ်လာနေ6မှတ်ငအော2မှတ်ပါဗျ6-2ပါဒီပွဲစဉ်ကတော့ငအောကယူထိုးဘယ်လာနေက open ထိုးနော် open ထိုးဆိုခေါင်းချုပ်တွေခုံထိုးတွေတော့မပါဘူးပေါ့ဗျာနော်
ကဲမက်ကစစ်2ပါနော်ပွဲပြန်စပြီကောင်းလိုက်တယ်နော်2စစ်ပါကောင်းလိုက်တာနော်စစ်2ပင်လာနဲ့စားပေးလိုင်းပေါ်မှာတစ်လုံးပေါက်သွားဖြစ်တဲ့အတွက်7-2ဖြစ်သွားပါပြီဗျ7-2ပါကဲပင်လာနဲ့စားပေးတစ်လုံးထပ်ပေါက်ပြီး8-2နဲ့စိုက်ချင်းသွားပါပြီဗျနော်ပင်လာနဲ့စားပေးတွေကလည်းတော်တော်ကြီးပိုက်6ပြီးမှတော့အလုပ်ဖြစ်နေနော်အမှတ်8-2ပါ我们有那个地方嘛，ကဲကျွန်တော်တို့ဒါတော့လိုင်းသားရချွေညောင်ပင်ကွင်းမှာခက်ကစားနေကြတာပါပဲနော်等我看嘛，不看那个。ကဲအမှတ်ကတော့8-2ပါနော်ဘင်လာတင်10မှတ်ငအော2မှတ်ပါဗျကဲဘင်လာတင်စားပစ်ပါနော်8-2ပါကောင်းလိုက်တာဗျနော်ငအောရဲ့ခေါင်းစကိတ်ရတယ်နော်2-8ပါကောင်းလိုက်တာဗျ8-2ပါဒါပိုက်က6ပြီဗျနော်ကဲမှတ်ကတော့8-2ပါဒီလာနဲ့စားပေးပိုက်မကြော်ပါဘူးဗျနော်2-8ပါဗျငေါစားပေးတစ်လုံးပေါက်သွားပြီဗျနော်3-8ပါဗျကောင်းလိုက်တာဗျ8-3ပါကဲဘယ်လာရင်ချစ်မှတ်ငအော3မှတ်ပါဗျကောင်းလိုက်တာဗျခေါင်းကရှင်းထွက်တာဗောနော်3-8ပါဗျဟောစားပဲပိုက်တိုးသွားနော်8-3ဒီပွဲစဉ်ကတော့ငါအပေးချမ်းတယ်လို့မြင်တယ်နော်ဘာလို့လဲဆိုတော့ तू က YouTube ပင်လာရင် open ထိုးဖြစ်နေရကြောင်းပဲနော်နှစ်ဖက် YouTube ဆိုတော့နည်းနည်းမျှမယ်ဆိုပုံစံမျိုးတော့မြင်တယ်ဗျာနော်ကဲမကတော့3-8ပါကောင်းလိုက်တာနော်8-3来别别呢。မိပါပြီအာယာယာကောင်းလိုက်တာဗျာ9-3ဖြစ်သွားပြီဗျနော်ငါအောခေါင်းတိုက်ရှင်ကိုပင်လာရင်10မိပြီတမတ်ယူထားပြန်ပြီဗျနော်9-3ဖြစ်သွားပါပြီဗျကောင်းလိုက်တာနော်3-9ပါဗျကဲငါအော3မှတ်ဘယ်လာရင်9မှတ်အဲ့နေမှာဘာလုပ်ရလုံးဆိုရင်ဆိုကိုနိုင်ရပြီတော့အဲ့လိုဟောစားပြီးဝေးသွားရင်နော်9-3ဘယ်လာရင်စားပြီးကတော့ငါအောဘယ်လိုင်းထဲမှာတလုံးပေါက်ပြီးတော့တမတ်တက်သွားပါပြီ10-3ဖြစ်သွားပါပြီနော်ဘယ်လာရင်ဖွာစားပြီးတော်တော်ကြီးကိုကောင်းတယ်နော်ငါအောရက်ကိုကြည့်နေလိုက်ရပြီနော်ဒီလုံးကတော့ကဲမကတော့10-3ပါဗျတန်ငါမတွေ့ရတာပါဘောကဝေးသွားတယ်နော်3-10ပါတွေ့တယ်ကောင်းတယ်တွေ့တယ်ကောင်းတယ်ကောင်းတယ်ကဲမကတော့3-10ပါဗျဝိုင်းတမိုင်းဝိုင်းခက်နေကောင်းလိုက်တာနော်10-3ပါငါအော်ရဲ့စားပြီးယူတူလည်းကောင်းတယ်ဗျနော်သို့ပေမဲ့လည်းပင်လာတင်ကတော့ဖမ်းနိုင်တယ်ခေါ်နိုင်တယ်ပုတ်နိုင်တာဖြစ်တဲ့အတွက်
အမှတ်ကတော့ငါတက်တဲ့လောက်မတက်ဘူးလို့မြင်တယ်နော်အမှတ်ကတော့တန်း3ပါဗျကဲဘယ်လာနေရဲ့ဘဝစာပေကတော့ငါရက်ကိုကြည်နေလိုက်ရပြန်တယ်နော်11-3ဖြစ်သွားပါဗျကဲအမှတ်ကတော့11-3ပါဗျ မှာမိုက်ကို ပြည့်စဲ နေတော့ပေါ်သွားလို့နေ 3-11 လိုက်လို့ရတော့လို့လို့ဆိုတော့ ကဲအမှတ်ကတော့3-11ပါ လိုက်ကြလို့ရက်ဆက် ကောင်းလိုက်တာဗျာနော်6ပေယူလိုက်ပြီးတော့ပါခြင်းကိုလိုက်ဆက်တာကောင်းလို့နဲ့နော်11-3 ဘောလို့ပါခလေးတော့ရောက်နေတယ် မင်းမော်ရမ်းမှာမဲချိုးပြီးတော့ပေါ်သွားတယ် ခလေးတော့ရောက်မှာဘူးကပါသေးရဲ့လားဟုတ်တယ် ချိုးပြီးတော့ပေါ်သွားတယ်ရမြင်တာတော့ ကဲအမှတ်ကတော့11-3ပါနော်ဘင်လာတဲ့17မှတ်ငါ3မှတ်ပါဗျဒါတော့လိုင်းသားရွှေညောင်ပင်ကွင်းမှာခက်ကစားနေကြတာပါနော်ကဲအမှတ်ကတော့11-3ပါကဲပွဲပြန်စပြီနော်ဘင်လာတဲ့စားပစ်ကောင်းလိုက်တာနော်ငါ3-11 ဥပဘယ်နာဒီကျော်မင်းကျော်နဲ့ဆော့တာမင်းနဲ့တက်တာ ဟိုတော့ဒီလိုမရဘူးဘယ်နဲ့မင်းနဲ့တိုင်ရဘယ်နဲ့မင်းနဲ့တိုင်ရ ကောင်းလိုက်တာနော်11-3ပါ ပါတယ်လေ ကိုငါရဲ့ခါဝဲဒီ ပြားထောက်တာ ထောက်မတော့ဘုံဘုံဘုံကိုလာရတော့ဟောတော့ ဒါလို့ခေါ်ဖို့ဆိုလို့ စောက်ပင်းနဲ့မင်းချင်းတော် ထော တော့ က်တယ် ကော ပေါ့ င်း ပေါ့ ကောင်း ကောင်းလိုက်တာနော်ငါချင်းတော်တော့ကမင်းနဲ့ 3-11 ငါလည်းသဘုံနဲ့ပဲချပြီမတော့စောက်စင်ပါလဲဆိုတာသိရဘုစောက်ကဘာမှမသိဘာမှမသိသူကချင်းတော်ကောင်းတယ်စောက်ယူတော့ အောက်ပါရောလိုက်တယ် အာ ကောင်းလိုက်တာဗျာနော်ငေါ်ရဲ့စားပစ်လည်းကောင်းတယ်နော်ဘယ်လာလဲလိုက်ပြီးတော့ဖမ်းပြီးခေါ်ပြီးတော့ပုတ်ထားတာတော်တော်ကောင်းသွားတယ်နော်ဒီလုံးကတော့ကဲအမှတ်ကတော့11-3 သူကသူတော့လာပြီးဒီလိုတိတ်ပြီးတော့လာပြီ နေပါလို့ကငါလုံးမနှစ် ကောင်းလိုက်တာနော်ငါ3-11 နှစ်တော့မကြည့်ဘူးဒီမှာအဲ့ကောင်လေးကိုပြောတာမင်းကတော့သွေးကြည့်ပြီးတာနှစ်တော့သားသားကိုအားပဲလေးပါ ကောင်းလိုက်တာနော်11-3ပါ အဖိုင်းမကြည့်ပါစားပါစား သူကသူနဲ့တယ် ဒါရရတော့မတော်ဘူး တော့ပြမြောက်ကြီး ဒါမင်းတို့ကကလမခေါ်ရင်ခေါ်ပေးသေးတယ် ဘယ်လာတဲ့ရဲ့ရိုးထိုးတစ်လုံးပေါက်သွားဖြစ်တဲ့အတွက်တွဲ3ဖြစ်သွားပြီနော်စားပစ် open ကိုရိုးထိုးကောက်ထိုးတာတစ်လုံးထိုးတာတမတ်ရပါပြီနော်တကယ်ကိုအကျိုးပြုတယ်လို့မြင်တယ်နော်ကဲအမှတ်ကတော့တွဲ3ဖြစ်သွားပါပြီ မကြိုင် အဲ့ကိုပဲလေးရဲ့တွေ့တယ်ဒီတော့နောက်တစ်ယောက်ထဲမှာဟောအနည်းငယ်လို့ထည့်ပေးပါ ဘယ်လာတဲ့စားပစ်ပိုက်တိုးတယ်နော်3တွဲ ဘယ်လေး3တွဲပါနော် ဘယ်ဆိုကိုချီတူးပါလို့ဘာဖြစ် လက်တာ ကောင်းလိုက်တာနော်တွဲ3 အပြည့်တဲ့လူပဲထည့်ပေးတာ ဘယ်လာတဲ့ဘဝစားပစ်ကတော့ငါရက်ကိုကြည့်နေလိုက်ရပြီနော်ဟုတ်3ဖြစ်သွားပြီဗျ ဒီနေ့အချိန်မကောင်းပါလို့မှ ကဲအမှတ်ကတော့ဟုတ်3ပါဗျာနော် ကောင်းနေတာတော့ဒီမှာဒီကောင်နဲ့ဆောလိုက်ကိုကြီးက ကောင်းလိုက်တာနော်3ဟုတ်ပါ ကောင်းတော့ကြာပြီလားဟိုရှုံးလို့ရှုံးပါမယ်ဒီနေ့တော့မလို့လားကောင်းမေး မအော်ရဲ့ရိုးထိုးဘယ်လာတဲ့ဘယ်လိုင်းထဲမှာတစ်လုံးပေါက်သွားပြီနော်4ဟုတ်ပါဗျ ကိုကြီးက အားကြောင့်ချပေးမယ်ကောင်းတယ် ကဲအမှတ်ကတော့4ဟုတ်ပါ ကြာရဒီထဲမှာမင်းနဲ့တရားမပေါ့ဒါလေးချင်းမစက် အော်ရဲ့စားပစ်ပိုက်တိုးတယ်နော်ဟုတ်4ပါ မင်းကငါဖောက် အေးအဲ့ပေါ်ရနော်ဘာလို့မနော်ဘယ်ပဲလဲဘာလို့ ကဲဘယ်လာတဲ့73မှတ်အော်4မှတ်ပါဗျ
ကိုတော်ကြီး ပင်လာတဲ့ဖွာစားပစ်တစ်လုံးပေါက်ပြီးတော့ point 4ဖြစ်သွားပြီဗျာနော် ဒီတော့လို့ညီတော့ကျွန်တော်ကျွန်တော်ဆက်ဆောင်ပါဘူး ပင်လာတဲ့ဖွာစားပစ်တွေလည်းပိုက်6ပြီမှာတော့တော်တော်ကြီးကိုအလုတ်လုတ်တယ်ဗျာနော်ကဲ point 4ပါဝေးသွားနော်4 point ဒီလိုလိုပဲဒီအမေတော့ဆိုတော့ဘောဒီရဲ့အာရုံသားအမသေး ပင်လာတဲ့ပုတ်ချင်းပိုက်တိုးတာဖြစ်တဲ့5 point ပါ မစောရင်လည်းဆုံးလို့ရမှာလားသူတို့လည်းနားတွေဟောသွားတယ် ဟိုလက်ကတော့မစောနေ ကောင်းလိုက်တယ်နော် point 5ပါဗျာ စောက်ယူတွေကကြီးဘာလို့ ကဲပင်လာတဲ့စလေးမအော်5မှတ်ပါဗျာနော် point 5ပါဗျာ တောက်ယူနေတယ်ပေါ်အား နောက်ဖားဖမ်းနေတာဝလီက ကဲပင်လာတဲ့စားပဲပိုက်တိုးတယ်နော်5 point ပါ ကိုချိုကနဲ့ဆောင်းတော့ကိုချိုကလည်းလက်ကြီးရရက် ကောင်းလိုက်တယ်နော် point 5ပါကဲပင်လာတဲ့စလေးမငအော5မှတ် point 5 အဲ့ဒီလည်းပြီးလို့ရဟုတ်လား ကောင်းလိုက်တယ်နော်5 point ပါ ဟာကရှုံးမဲ့ပေါ်ရပါဘူး ခုနကဘိုးရရှုံနေတာဘာလို့ပြောလဲ ကောင်းလိုက်တယ်နော် point 5ပါ ထားချာ ကဲ point 5ပါဗျ ဝေးရ ကောင်းလိုက်တာဗျာကောင်းရလေနော်5 point အဲ့ဒီမစောက်ခင်မဒီလိုလည်းတိုက်လို့မကြောက်ဘူးဟုတ်လား point 5ပါကဲပင်လာတဲ့14မှတ်ငအော5မှတ် point 5ပိုက်တိုးဗျနော်5 point ပါကောင်းလိုက်တာနော် point 5ပါဒါပိုက်6ပြီဗျာနော်5 point ပါ ဘာပဲယူလို့အော်ဘယ်လိုလဲ ကဲငေါ်စာပေတစ်လုံးကလိပြီးတမတ်တက်သွားပါပြီ10 point point 10ပါဒီနာရင်14မှတ်ငအော6မှတ်ပါเนาะ point 10ပါကဲပြီးဆုံးပါเนาะ15မှတ်6မှတ်နဲ့ဗလာရင်ကတော့ငအောတော့အနိုင်ရချိသွားเนาะကဲအားလုံးကျေးဇူးပါဗျာเนาะဒါတော့လိုင်းတိုင်းရွှေညောင်ပင်ဝင်းမှာခက်ကစားနေကြတာပါเนาะမပင်လာရင်တုတ်ချပါเนาะတုတ်သွားပြီလို့